မပြေဆုံးခဲ့တော့ပိုက်ဆံရှာဖို့ပဲကြံစီခဲ့မိတယ်ဒီလိုနဲ့အသက်အရွယ်တစ်ခုကိုဖြတ်သန်းရင်တပ်ပြင်းရှည်တွေချနေမိခဲ့တယ်ဒီလိုနဲ့တနေ့မှချေဆုံးဖြစ်လို့ထွက်ခဲ့ဘာဝမတူတဲ့လူလောကတဲ့ဦးကြကြငနေတယောက်အဖြစ်နဲ့လူတကာပေးတဲ့သင်ခန်းစာတွေသင်ယူရင်ဘဝရဲ့ချုံငိမ့်ခြင်းများရရှိလာစဉ်ပျော်ရွှင်မှုချမ်းလုံးမှာငါဟာနောက်လဲမရတဲ့အဖြစ်နဲ့ကြုံနေမိတန်တောင်မိတဲ့ဘဝတွေမျောလင်းခဲ့မိတဲ့ဘဝတွေရှိရွယ်ခဲ့တဲ့ဘဝတွေဘယ်နေရာမှာတည်ချရမလဲရှင်ထဲမှာတွေ့တော့ရှင်ဘူးလောင်နေဘယ်လိုရှင်းရမယ်အဖြေကိုငါရှာစေအဖြေပဲမလဲအဖြေပဲမလဲနေရာမှာတည်ချရမလဲရှင်ထဲမှာတွေ့တော့ရှင်ဘူးလောင်နေဘလို့ရှင်းရမယ်အဖြေကိုငါရှာစေအဖြေပဲမလဲအဖြေပဲမလဲတွေ့ဝေနေတဲ့ဘဝပင်လဲမှာခုခံနေမြဲပဲလေဘာတွေပဲနေရဘာမှအဆုံးသတ်မလဲဘာမှအဆုံးသတ်မလဲ